မြန်မာနိုင်ငံကလူတော်များပကံအောင်ရောက်ဖို့ကြပါတယ်ဒါပေမဲ့ဒီပုံစံမျိုးနဲ့တော့မဟုတ်ပါဘူး Yes ကျွန်တော်ပကံအောင်ရထားနေတော့ကြည့်ခဲ့ပါတယ်ခဏလေးရထားလက်မရဖို့ကြတာအဲ့လိုဒီလွယ်မနေဘူးရဲ့ရန်ကုန်ကနေပကံသွားဖို့တက်ဆိုလို့ရှိရင်ရထားလက်မှတ်ကိုကျွန်တော်တို့3ရက်ကြိုဝယ်ရပါတယ်ဒါကမှကိုကအထူးတန်းနဲ့သွားခြင်းနဲ့ဆိုလို့ရှိရင်တို့ကလက်မှတ်ကအယောက်60စာပဲရှိတဲ့အတွက်ကြောင့်မလို့နည်းနည်းလေးခက်ခဲတယ်ပေါ့နော်ကြွယ်ရဖို့အတွက်ဟိုမနေ့၄ခွဲ9နာရီလောက်တည်းအစသွားတန်းစီမာဒီဒီအယောက်90ထဲမှာဝင်မဲ့သဘောမှရှိတယ်ကျွန်တော်တို့ကတော့မနေ့၄နာရီလောက်တည်းစပြီးသွားတန်းစီခဲ့တဲ့အကျိုးကျေးဇူးကြောင့်မလို့လက်မှတ်ကိုအောင်မြင်ရခဲ့တယ်ရထားနဲ့ပကံသွားမှဆိုလို့ရှိရင်ကြာချိန်နေနေ့ကကျွန်တော်19နာရီကနေ9:20ဝန်းကျင်လောက်ထိကြာမိမှာဖြစ်ပါတယ်ပြောရရင်ကျွန်တော်ဒီနေ့လည်း12နာရီရစီလို့ရှိရင်နောက်တစ်နေ့မနက်9နာရီ10နာရီလောက်မှပကံကိုရောက်မဲ့သဘောပေါ့ရထားစီးရတာကျွန်တော်ရှုခင်းနေပဲကြည့်ရတာဆိုရင်တော့မဟုတ်ပါဘူးဒီတစ်ချက်လည်းရှိပါသေးတယ်ရန်ကုန်ပကံရထားစီးတဲ့ခါကြလို့ရှိရင်စားတော့တိတ်ပြီးစိတ်ပူစရာမလိုဘူးဈေးတယ်တွေကတပူတာပြီးတပူတာသူ့အတူတက်လာတာပေါ့နော်အဲ့တော့ပြောရရင်ဒီ vibe လေးကကျွန်တော်တို့လေရင်နေကားတွေမှာမရတဲ့ထူးခြားတဲ့ local vibe လေးတစ်ခုပေးတယ်အစားအသောက်တွေကတော့သိပြီးကျမ်းမာရေးနဲ့မညီညွတ်ဘူးဆိုပေမဲ့တခါတလေအဲ့လိုကျမ်းမာရေးနဲ့မညီညွတ်တာလေးကအရသာရှိနေအောင်တကယ်တော့ကျွန်တော်ရဲ့ဒီတစ်ခေါက်ပကံခီးစဉ်ကအပျော်ခီးဆိုတာတဲ့ရထားနဲ့တွားကြည့်ရတဲ့အတွေ့အကြုံကိုယူနေတာတချောင်းရယ်နောက်ပြီးတော့ကျွန်တော်နောက်ထပ်ရိုက်ချင်နေတဲ့မှတ်တမ်းရုပ်ရှင်အတွက်လိုအပ်တာလေးတွေကိုပကံမှာတွားပြီးတော့လေ့လာခဲ့တာဖြစ်ပါတယ်အဲ့ဒါကြောင့်မို့လို့တိတ်မကြခင်ချိန်တွင်းမှာလည်းကျွန်တော်အရန်လှုပ်ချင်နေတဲ့မှတ်တမ်းရုပ်ရှင်လေးအသစ်တစ်ခုကိုတင်ပေးတော့ဖို့ရှိပါတယ်အဲ့တော့အခုကြည့်နေတဲ့သူတွေလည်းပကံကိုရထားနဲ့သွားကြည့်နေဆိုလို့ရှိရင်အဓိက comfortable ဖြစ်ဖြစ်နဲ့တတမတက်တာရောက်တယ်ဆိုတာအထက်ကိုမလုပ်ဘူးတဲ့ຢာတစ်ခုကိုစမ်းလုပ်ကြည့်နေတယ်ဆိုလို့ရှိရင်တော့ဒီရန်ကုန်ပကံရထားခီးစဉ်လေးကတော့တော်တော်လေးစမ်းလုပ်ကြည့်တဲ့ခီးသွားတွေ့ကြုံလေးတစ်ခုလို့ပြောရင်းလည်းပဲဗီဒီယိုလေးကိုဆုံးသတ်လိုက်ပါတယ်